ဒီတစ်ပတ်အတွက်လှိုင်မြို့နယ်နောက်တကုံမြို့နယ်ရန်ကင်းမြို့နယ်တို့မှာရွေးချယ်ထားသောအင်ချန်လေးအယောင်များမင်္ဂလာပါရှင် KK Real Estate က KK ပဲဖြစ်ပါတယ်ရှင်ရန်ကုန်မြို့ရဲ့ချက်ချကြတဲ့နေရာကောင်းတွေမှာဈေးနှုန်းရောတိနေရပါစိတ်တိုင်းကြဖြစ်စေမဲ့ property တွေကိုတနေရာထဲမှာစုစည်းတင်ဆက်ထားတဲ့ property deals of the week အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အခုတလောလူကြိုက်အများဆုံးကွန်ဒို luxury ဆန်တဲ့လုံချင်းအိမ်နဲ့ရေရှည်အတွက်လားလာအများကြီးရှိတဲ့မြေကွက်တွေကိုပဲရွေးချယ်ပေးထားပါတယ်ရှင်ဒါဆိုရင်ဘလို့စိတ်ဝင်စားစရာကောင်းတဲ့ဒီချွေပါလာမလဲဆိုတာကိုခိုင်တဲ့အတူကြည့်လိုက်ရအောင်ရှင်ဒီနေ့ပထမဆုံးအပိုင်းမှာကွန်တိုဆိုရင်အားလုံးကြိုက်ကြရဲ့လှိုင်မြို့နယ်က The Century ကွန်တိုကအခန်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင် Century Luxury ကွန်တိုကလှိုင်မြို့နယ်ရန်ကုန်အင်းစိန်လမ်းမကြီးပေါ်မှာတည်ရှိပါတယ်ရှင်အခုပြသမယ့်အခန်းလေးကတော့တာဝါစီရဲ့73ထပ်မှာရှိရမို့လို့လေးဝင်လေးထွက်ကောင်းကောင်းနဲ့ရန်ကုန်မြို့ရဲ့ view ကိုတဝါရီခန်းစားရမှာပဲဖြစ်ပါတယ်ရှင်ဒီအခန်းရဲ့အကျယ်က915 square feet ကျယ်ဝန်းပြီးတော့အခန်းတစ်ခန်းပါဝင်ပါတယ်ရှင်fully decorated ပြင်ဆင်ပေးထားတဲ့အပြင်မှာအခန်းထဲမှာအေကွန်3လုံးတောင်ပါဝင်ပါတယ်ရှင်ဒီအခန်းလေးရဲ့ရောင်းစိတ်က3,600ကိုညီနိုင်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်ရှင်ဒါဆိုရင်လူကြီးမင်းတို့အတွက် property deals of the week ရဲ့ပထမဆုံးအပိုင်းမှာဒီအခန်းလေးကိုအတန်းဆုံးဒီတစ်ခုအဖြစ်နဲ့မိတ်ဆက်ပေးလိုက်ပါတယ်ရှင်ဒုတိယပိုင်းမှာတော့ကိုပိုင်အိမ်ဆောက်ဖို့ပဲဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းတစ်ခုစတင်မှုပဲဖြစ်ဖြစ်နေရာကောင်းရှာနေတဲ့သူတွေအတွက်တကယ့်ကိုမှတင့်တော်တဲ့မြေခွက်တစ်ခုစီကိုခေါ်သားပေးချင်ပါတယ်ရှင်အခုရောက်နေတာကတော့မန္တလေးလမ်းမပေါ်ကနေပြီးတော့ပေ40-60အကျယ်ရှိတဲ့မြေခွက်ရှိမှာရောက်ရှိနေရပဲဖြစ်ပါတယ်ရှင်။ဒါတို့က coffee shop နဲ့လည်းနေပြီးတော့တကယ်ကိုမှစိတ်ကောင်းဖွံ့ဖြိုးပြီးသားပတ်ဝန်းကျင်တစ်ခုပဲဖြစ်ပါတယ်ရှင်။ဒီမြေခွက်ကခရမ်းမြေပေါက်စစ်စစ်ဖြစ်လို့ပိုင်ဆိုင်မှုအတွက်ကလည်းရာနှုန်းမေးစိတ်ချရပါတယ်ရှင်။စိတ်ဝင်စားရဲဆိုရင်အယောင်စေ3,400ခွဲကိုညှိနှိုင်းပေးသွားအောင်ပါနော်။ကဲ property deals of the week ရဲ့နောက်ဆုံးဒီအနေနဲ့ရန်ကင်းမြို့နယ်ခေမာတီ3လမ်းမှာရှိရဲ့အဆင့်မြင့်လုံးချင်းအင်ဂျီတစ်လုံးနဲ့မိတ်ဆက်ပေးကြပါရရှင်။နောက်ခွက်ဖြစ်တဲ့အပြင်မှာချဲအကျယ်ဝန်းကပေ80ပတ်လည်းရှိရမို့လို့နေရအကွက်ကွင်းကတကယ်ကိုကောင်းမှုပါရရှင်။ channel မှာဆိုရင်လည်းအခုလိုမျိုးအဆင့်မြင့်ရေကူးကပါဝင်ပါသေးရဲ့ရှင်။ကားပါကင်လည်းအကျယ်ကြီးပါအောင်ပါရှင်။အိမ်ခန်းကိုလည်းအောက်ထပ်မှာဆိုရင် master bedroom 2ခန်းအပေါ်ထပ်မှာဆိုရင်ဖျားခန်း1ခန်း master bedroom 3ခန်းအထိဖွဲ့စည်းပေးထားပါရှင်။ဒီအိမ်ကြီးရဲ့အယောင်စိမ်းနှုန်းကတော့သိန်းကြီး3,950,000ဝယ်ဖြစ်ပါတယ်ရှင်။ဒီလိုမျိုးရန်ကင်းမြို့နယ်ထဲမှာကိုပိုင်ရေကူးကန်ပါပရီမီယံမျိုးကိုရှာဖွေနေတဲ့သူတွေအတွက်လုံးဝလက်လွတ်မခံသင့်ပါဘူးနော်။ကဲဒီတစ်ပတ်ကတော့တကယ်ကိုလက်မလွတ်သင့်တဲ့ဒီစိတ်ပါဝင်လာတာပဲဖြစ်ပါတယ်ရှင်။ကျန်တော့အခုပြသပေးခဲ့တဲ့အိမ်ကွန်ဒိုမြေကွက်ထဲမှာလူကြီးမင်းတို့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ properties တွေပါလာခဲ့ပြီဆိုရင် Kiano KK Real Estate ရဲ့ဖုန်းနံပါတ် Viber နံပါတ် Page Messenger TikTok message တို့ရနေတဲ့စင်အခုပဲဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။ဒါကတော့အပတ်စဉ်တိုင်းမှာအတန်ဆုံး deals တွေကိုမျက်ခြေမပြတ်စောင့်ကြည့်ရမယ်။ Kiano ရဲ့ property deals of the week ပဲဖြစ်ပါတယ်ရှင်။ဒါဆိုရင်အားလုံးပဲဒီပိတ်ရက်မှာလဲတာယာတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။